အားလုံးပဲမင်္ဂလာပါ Data Sharing မှာပြန်လည်ကြိုဆိုလိုက်ပြီเนาะဒီကနေ့ကျွန်တော်လာရောက်ပြီးတော့မျှဝေပေးမဲ့အကြောင်းအရာကတော့ဒီ Facebook ကနေပြီးတော့ပတ်စံဘယ်လိုရလဲဘယ်ကနေရလာလဲဆိုတော့အသေးစိတ်တွေကိုလာရောက်ပြီးတော့မျှဝေပေးသွားပါမယ်ဟုတ်ကဲ့ပါမတိတိတဲ့တငယ်ချင်းမိတ်ဆွေတွေပေါ့เนาะမှာ like ကြည့်ပေးဖို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဘာဖြစ်လဲဆိုတော့တီးပြီးသားလူတွေရပြီးသားလူတွေရောမှာရကြပြီပေါ့เนาะအကြောင်းမလို့မရသေးတဲ့တငယ်ချင်းမိတ်ဆွေတွေမရသေးတဲ့သူတွေပေါ့เนาะဒီ context monetization ပေါ့เนาะ CM လို့ခေါ်ကြအတူကောက်ခေါ်ကြဒီ context monetization ကိုယ့်ရဲ့ account ထဲမှာပွင့်လာပြီးရလာပြီဆိုရင်တော့ဒီရဲ့ Facebook ကငွေရှာလို့ရပါเนาะဘာတင်ပတ်စံရရเนาะပုံပဲတင်စာပဲတင်ဗီဒီယိုပဲတင်အားလုံးပတ်စံရเนาะအကြောင်းမလို့ဒီ CM ပွင့်ပြီဆိုတာနဲ့တင်ရဲ့ Facebook ကငွေရှာလို့ရပါပြီတင်ပေါ်ပဲမူတည်ပေါ့เนาะပတ်စံရနေအရာများတော့မှာကိုယ့်ပေါ်ပဲမူတည်ပါတယ်ကိုတင်တလောက်ရတင်နိုင်တလောက်ရเนาะတင်နေဆိုတာကလည်းဘယ်လိုပြောမလဲစိတ်ဝင်စားတဲ့ဟာရှိမှเนาะ engagement ဆိုတာကဆွဲဆောင်မှုရှိမှဒါ view ကများရအောင်เนาะ view များရတဲ့ခါမှာကြော်ညာတွေများဝင်မယ်ပတ်စံတွေများရမှာเนาะအကြောင်းမလို့တင်နေဆိုတာလည်းနီးစနစ်ကြနဲ့ပြီးတော့လူများစိတ်ဝင်စားတဲ့ဟာမှပတ်စံပူရအောင်เนาะဖြစ်တယ်လို့တင်ပောက်ကရရရှောက်တင်မယ်ဆိုတော့ဘလောက်ပဲတင်စိတ်ဝင်စားမှုမရှိဘူး view မရဘူး view မတက်ဘူးဆိုရင်ပတ်စံမရပါဘူးเนาะဟုတ်ကဲ့ပါအကြောင်းမလို့ဒီကနေ့အဓိကလာရောက်ပြီးတော့မျှဝေပေးမယ်အကြောင်းအရာအသေးစိတ်ကတော့ဒီ Facebook ကနေပတ်စံဘယ်လိုရဆိုတော့ဒီအဲ့ CM ကနေရเนาะ CM ပွင့်ပြီဆိုတာနဲ့တင် Facebook ကပတ်စံနေရှောက်လို့ရမယ်เนาะဒီမှာဒီလိုမျိုးရှောက်လို့ရเนาะကျွန်တော်ကောက်ဆို3-4ကောက်ရှိတော့တစ်ကောက်ကနည်းနည်းစီရเนาะစုပေါင်း$100ပြည့်ဆိုတော့ထုတ်လို့ရเนาะဟုတ်ကဲ့ပါအားလုံးအဆင်ပြေကြပါစေခင်ဗျ